ရပြီးပြောချင်တာကလည်းဆိုတော့မျိုးတော့အခုရက်တူလေးမှာဆရာမရဲ့ဒီတင်ကြားလာတဲ့ဒီလိုဆိုင်နားထောင်ပေးတယ်ပြီးတော့ဒီခုတင်လိုက်တဲ့အခါလေးတွေကလည်းအပြည့်ပြည့်သုံးသွားတာမဟုတ်ဘူးเนาะကျမတို့ကိုဒီနီးလေးပဲပြလိုက်တာနီးလေးပဲပြလိုက်တာဆိုတော့ကိုယ်တိုင်လေးချင်းမှာပဲရှင်းရမယ်ပြီးတော့အခုကဆရာမကသားတို့ကိုပြီးလို့လက်ဆောင်လေးတွေလည်းပြင်ထားတယ်ပြီးတော့အဲ့ဒီလက်ဆောင်လေးတွေဆိုတာကကျတော့လည်းစေတနာအမှတ်တရနေတော့เนาะနောက်ပိုင်းမှာသားတို့ပြီးတော့မှာပဲတက်တဲ့ကျောင်းပညာတွေပဲဖြစ်ဖြစ်ဒီလိုမျိုးပကြီးပဲဖြစ်ဖြစ်လုပ်တဲ့နေရာမှာကိုကအလုပ်တစ်ခုကိုလုပ်မယ်ဆိုရင်ဒီဇိုင်းမတ်လုပ်ရမယ်ပြီးတော့မိဘတွေရဲ့စကားကိုလည်းနားထောင်မယ်เนาะဘဝမှာဆုံးချုံဖြစ်တဲ့သားကောင်းသမီးကောင်းတွေဖြစ်ပါစေလို့ဆုတောင်းပေးပါလေကျမတင်ကြားသမျှသင်ခန်းစာလေးတွေပေါ့နော်ပုံဆွဲတဲ့ဟာလေးတွေကိုလေ့ကျင့်မယ်ကျွန်တော်ယဉ်ကျေးလိမ့်မှာဆိုလည်းယဉ်ကျေးလိမ့်မှာပေါ့နော်အဲ့စာလေးတွေကိုဖတ်မယ်အဲ့တိုင်းလက်နံတိုင်းနာပြီးကျင့်ကြံကြမယ်နော်ကျွန်တော်တင်တာတင်ပြီးသွားတယ်လုံးဝလည်းမကျင့်တော့ဘူးဟိုဆရာမတင်ပြီးတာလည်းပြီးသွားနောက်နေ့ຫນွေရာဒီကြမှာပဲပြန်ပြီးတော့ record ခေါ်မှဆိုရင်အဆင်ပြေပါမလားမရဘူးဒီကြမှာပေါ်လေ့ကျင့်ရမယ်နော်ဟုတ်ဆရာမကလေတင်ကြားတယ်ပြီးတက်မြောက်တယ်ဆိုတာကျွမ်းကျင်တယ်ဆိုတာလေ့ကျင့်တဲ့လူမှနော်မလေ့ကျင့်တဲ့လူဘာဖြစ်လဲကျွန်တော်တို့တန်ကြီးတက်သွားမယ်။ကျွန်မဒါဆိုပါဆိုဒါကနေကျွန်မတို့မိုးရီထဲမှာဖြစ်ထားမယ်တဲ့ဖြစ်ထားလို့ရှိရင်အဲ့ဒါတန်ကြီးတက်သွားမယ်။ဟုတ်လား။နည်းတွေးပေးရမယ်လေ။မတွေးပေးရလား။မတွေးရင်ကျွန်မမျိုးထားကြည့်တယ်ကျွန်မပြောသလိုဒါကိုလေမိုးရီထဲမှာဖြစ်ထားလိုက်။အဲ့ဆိုကျွန်မထုံးသွားမယ်ဟလား။တန်ကြီးတက်မယ်နော်။အဲ့တော့ကျွန်မတင်ထားတဲ့သင်ခန်းစာလေးကိုနေ့စဉ်လေးကျင့်မယ်။ပြင်ကျေးလိမ့်မှာဆိုလည်းအများအဲ့ဒါလိုက်နာရမယ်ဆိုတဲ့ဟာလေးပေါ့နော်။နော်ကျွမ်းကျင်တဲ့တက်မြောက်တယ်ဆိုဒါမှဖြစ်မှာပေါ့ဟုတ်လား။တင်ပြီးပြီးသွားတယ်လို့မဟုတ်ဘူးနော်။အပြန်လဲပြီးတော့ဆုံးပေးပါမယ်။ပြည့်စုံတဲ့ပုံလေးတော့ဟုတ်ပဲ။လည်းသားတို့ကပေါ့နော်။အားဆိုင်ထုတ်တာလေးရှိတယ်။အားလေးဆိုရင်တို့အချက်လေးရတော့အများကြီးရှိတယ်။ဒါဒီတက်ချက်လေးတော့ဆွဲထားတယ်ပေါ့နော်။ idea လေးနဲ့ပေါ့နော်။လောက်ထားလို့ဒါလေးကိုကျွန်တော်ဆိုပြလိုက်တာ။ဒီရေးထားလေးရဲ့ဟာလေးမှာနော်။ဒီကိုကဒီမှာဒီကာလာကလည်းဒီအချိန်အတူလေးမှာကျတော့ကာလာ theory ကိုဒီခြာလေးကိုမတင်လိုက်နိုင်ဘူးပေါ့နော်။အဲ့ဒါကြောင့်ကျွန်တော်တို့ဒီမှာကာလာလေးဆွဲတဲ့နေရာကိုဆရာမကဒီအမှတ်ကိုခက်မတွက်ထားဘူးเนาะအရင်ကောင်းနေလို့ပြီးတာတော့မဟုတ်ဘူးဒါပေမဲ့ idea လေးကောင်းနေဘာကိုစားပြီးတော့တသားရဲ့ profile ပုံလေးရဲ့ဒီကာကတော့ဒီခြာလေးမသိဘူးတော့ကြလေဒီအချိန်လေးနဲ့ဆိုတော့တသားဒီအစီအစဉ်ပေါ့เนาะအဲ့ဒါကိုတော့ဒီမှာဆက်ပြီးနေတာအရှင်းဝင်ရမင်းပေါ့သွားရှင်းဝင်ရမင်းကသူ့ရဲ့ဒီ idea လေးတွေကြာပေါ့เนาะသူကဒီအဲ့ဒါလည်းဘယ်လိုထားပါ့မလဲ။ဆရာတီယိုရီတေချာမတင်ထားတဲ့အတွက်ကြောင့်အခုဒီမှာကာလာပိုင်းကိုဆမရတဲ့အချိန်ကလည်းနှစ်လပဲရတာလीเนาะနှစ်လမှာပါတယ်။ဒီမှာပထမရွေးပဲရတယ်။ရှေ့ပိုင်းမှာတော့မရခဲ့ဘူး။အဲ့ဒါဆိုတော့သားတို့ကိုဒီမှာကာလာပိုင်းကိုတေချာမတင်ထားတဲ့အတွက်ကြောင့်เนาะသားတို့ကဒီလိုမျိုးလေးဆိုနိုင်တာကိုပဲဒီမှာအစီအစဉ်တွေပေါ့အဲ့ဒါသားကိုဒီအစီအစဉ်ပေးလိုက်။မရဘူးဘောလေးဒီအစီမာဆန်းလာပြီးတော့တွားနေပြီလေရောလိုအပ်ချက်လေးတွေရှိနေမယ်ဒီမှာကသမီးကစိတ်လေးနဲ့ထည့်ပြီးတော့ဆွဲထားတယ်ပေါ့နော်ဒီကောင်လေးကိုဒီအဝင်းမြင့်အင်းလေးကိုဆွဲထားတယ်ဒီလိုကြတော့ဒီမှာအားဖိုက်ပြီးတော့လည်းလုပ်ကြတော့တောင်းတာဒီလိုဆိုပြီးဒါလည်းသမီးမဆွဲပြီးတော့တွားပါခိုင်သစ္စာဟာအမေထိုင်တဲ့စာကိုတန်ရှင်းလေးပေးတာဒါတော့ဘယ်လဲဆိုတော့သူကတင်တဲ့အချိန်မှာပုံလေးတွေဆွဲတဲ့အချိန်မှာမညစ်ပတ်အောင်လို့ဒီစာလေးကိုပြထားတာပေါ့နော်ပြထားတာကိုဒီလဲမားထောင်နေသူတို့ရဲ့ဒီ idea လေးနဲ့သူကလည်းသူဒီတော့အစင်လာတော့ဘာလို့ပညာရှင်အနေနဲ့ချိန်မှာပြည့်စုံတဲ့ဟာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဒီကဒီတော့အထောက်ထားတယ်ဒါမှမဟုတ်ပညာရှင်တော့ခိုင်တဲ့ဒီစီကိုကြွားပါ